မြန်မာစတာခီးရနေဟောဖြစ်တော့ပြန်တင်တချင်းကစိတ်ဝင်စားနေပြီတေချာလောက်ပါစိတ်ဝင်စားလုပ်ထားစိတ်ဝင်စားနေပြီမြန်မာစတာကိုတွားကြစို့ခွဲချေတင်ပါလေမြန်မာစတာကိုတွားကြစို့ကွယ်ကဲဟုတ်တယ်ကိုရင်ပြီးကွန်ပျူတာအတွက်မြန်မာစတာကိုစားကျမလည်းကျေးဇူးတင်ပါတယ်မင်္ဂလာပါမင်္ဂလာပါရှင်ကျွန်တော်နာမည်တူရပလာစီတူဟင်းပါကျွန်တော်ရခိုင်ပြည်မြင်းများကနေရှင်ပြည်လာတာဖြစ်ပါတယ်ကျွန်တော်ရှင်ပြည်မဲ့တခြင်းတွေကတော့ကျွန်တော်ကိုယ်တိုင်ပေါ့နော်ဒီမြန်မာ season 3မှာပေါ့နော်မြန်မာ Star season 3အကောင်းဆုံးဘယ်လိုပြောမှလဲဒီအခြေအနေမှာပေါ့နော်ဒီမြန်မာ Star ကျွန်တော်အိမ်မှာပေါ့နော်နေနေမြန်မာ Star ကိုကြည်ရင်လည်းပေါ့နော်စိတ်ထဲမှာအရင်ပဲဝမ်းတာတယ်ပေါ့နော်ကြည်နုတယ်အဲ့ဒီအရာကိုကြည်ပြီးတော့ဒီမြန်မာ Star ဆိုရင်တကယ်ပဲလူငယ်တွေတော့ပေါ့နော်တကယ်ပဲပန်းနိုင်တခုရောက်ရှိနိုင်ဖို့တော့ပေါ့နော်အဆိုရှင်တွေပေါ်ပေါက်လာနိုင်တဲ့နေရာဆိုတာကိုကျွန်တော်သိမဲ့ပြီးတော့ပေါ့နော်ကျွန်တော်ကိုယ်တိုင်ပဲရေးတဲ့တခြင်းလေးပေါ့နော်မြန်မာစတာဆိုပြီးတော့ခေါင်းစဉ်လေးနဲ့ပေါ့နော်မြန်မာ Star ခေါင်းစဉ်နဲ့တခြင်းဟုတ်ကဲ့အဲ့ဒါကိုမျော်လင့်နေတာဘာများပြောမှလဲလို့ကဲကြိုက်ဆုံးပဲခေါင်းစဉ်ကိုပြောတာတခြင်းကတော့နားထောင်ရအောင်ပဲဘာဖြစ်ရေးပြီးကိုယ်တိုင်ဆိုလို့ကျေးဇူးတင်ပါတယ်ချီလက်ချီကျူးပါတယ်အဲ့တော့တခြင်းကောင်းစဉ်နာမည်ကမြန်မာ Star yes အဲ့တော့နာမည်ပြန်မိတ်ဆက်ပါအောင်9လုံးတောင်လားမသိဘူးသူရဗလာစီတူဟိန်းပါခင်ဗျာသူရဗလာစီတူဟိန်း9လုံးကဲမောင်သူရဗလာစီတူဟိန်းကိုယ်တိုင်ရေးထားတဲ့မြန်မာ Star တခြင်းလေးစတင်ပြိုင်လို့ရပါပြီဟူမြန်မာစတာခီးရနေဟောဖြစ်တော့ပြန်တင်တချင်းကစိတ်ဝင်စားနေပြီတေချာလောက်ပါစိတ်ဝင်စားလုပ်ထားစိတ်ဝင်စားနေပြီ तू ကခန်းစားကြောက်တို့လိုတန်းတန်းထားခဲ့တာမြန်မာစတာတချင်းပြိုင်ပွဲမှာလူမျိုးပေါင်းစုံပါဝင်ရှင်ပြိုင်လာကြတယ်ကိုစီအစွန်းစားလေးတွေအသုံးပြုပြီးတော့ရှင်ပြိုင်ကြတယ်ဒိုင်လူကြီးများရဲ့ yes or no ဟာ audition ကပဲအဖြေပေးတယ်မြန်မာစတာတချင်းပြိုင်ပွဲဟာဒီဆိုရှင်ပြိုင်သူများရဲ့အနာဂတ်ရေမှန်းချက်ပန်းတိုင်းတကူစိတ်ထူတဲ့နေရာပါအနာဂတ်ကြည်ပွင့်လေးများထွက်ပေါ်လာနိုင်ဖို့ကွယ်မြန်မာစတာကိုတွားကြစို့ကွယ်အနာဂတ်ကြည်ပွင့်လေးများထွက်ပေါ်လာနိုင်ဖို့ကွယ်မြန်မာစတာကိုတွားကြစို့ကွယ်မြန်မာစတာကိုတွားကြစို့ကွယ်ချေတင်ပါလေမြန်မာစတာကိုတွားကြစို့ကွယ်ကဲဟုတ်တယ်တချင်းလေးကိုယ်တိုင်ရေးပြီးဆိုပြီးလို့ကျေးဇူးတင်တာပေါ့ဒါကတော့မြန်မာစတာကိုဂုဏ်ပြုရလို့ပဲတတ်မှတ်လိုက်မယ်ပြိုင်ဖို့အတွက်တပုတ်ဆိုပါအောင်တပုတ်နော်တပုတ်ဆိုမယ်ဒီပုတ်ကိုပဲကျမတို့ဆုံးဖြတ်ပေးမယ်ခုနကတော့ဂုဏ်ပြုတာဆိုတော့ကျမတို့ကကျေးဇူးတင်တဲ့အနေနဲ့ဒါမဆုံးဖြတ်တော့ဘူးနော်တချင်းလေးအတွက်ပဲကျေးဇူးတင်တယ်ကိုယ်တိုင်ပြိုင်ဖို့အတွက်တပုတ်လုပ်ပါတေးဆိုတော့နော်နမေရဲ့အောင်တူရလာမင်းကြီးဖြစ်ပါတယ်ထားလိုက်ပါထားလိုက်ပါအောင်တူရလာမင်းကြီးလေကိုအယောင်ဝရမထွန်းလေတို့မောင်မေလွန်တဲ့ကောင်းကမှာချီရီခင်းလို့စီခေါင်းရမရတဲ့အမူဆွေတော်တန်တွေကိုပြန်ချရင်တွေ့တဲ့ရောင်မမီစကားတဲ့တော်လေးတဲ့လာချီ
ကောင်းတို့ရာတွေပန်းတီးသူချစ်မြတ်တာကိုနင်းတကယ်မသိတဲ့စင်မရောက်ခင်မှာများတွေကုန်နေပြီကိုချစ်ရသူကမချစ်ဘူးလို့ပြောတဲ့တန်ကိုချိန်နာတဲ့ကြာရောက်ပေတဲ့တန်တွေထက်နေပြီဆုံးဖြတ်ပေးပါမယ်ကျမနော်လာပြီးဂုဏ်ပြုရေးရလဲကျေးဇူးတင်ပါတယ်တခြင်းတစ်ပုတ်ရေးရတယ်ဆိုတာလည်းမလွယ်ပါဘူးနားထောင်ရရင်ဒါဘာလို့လဲပြောဖို့ကြတော့ကျမတို့အတွက်ကပြောပြီးတော့ဆိုအခုနားထောင်လိုက်လို့ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီနားထောင်မှုအတွက်ကိုအချိန်ပေးပြီးရေးရတာလေနော်အဲ့တော့ဒီကိုယ်တိုင်ရေးပြီးဂုဏ်ပြုပေးတဲ့အတွက်မြန်မာစတာကိုစားကျမကလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့အခုဒီနောက်ကိုယ်တိုင်ပြန်ဝင်တခြင်းမောင်လေး anonymous ရဲ့ထားလိုက်ပါအဲ့ဒီမှာလူအပ်ချက်လေးတွေအများကြီးတွေ့ရတယ်နော်ဟုတ်ကဲ့ရှိပါလားရှိတယ်ပြန်ဝင်ကိုယ်တိုင်လည်းသိတယ်အဲ့တော့ကျွန်မ waiting list မှာပဲထားလိုက်မယ်ရှင်နော် ဟုတ်ကဲ့ကျေးဇူးပါ waiting list မှာပဲထားမသိကြပါဘူးပြန်ဆက်သွယ်ပါမယ်